န်းခံရတဲ့စစ်တုံးမှတိုင်းဘူးအဲ့တော့ကျတော့ဒီကောက်ပြန်ပြီးတော့ခန့်ပြီးတော့ဒီလိုမျိုးတွေလောက်ခိုင်းနေတယ်ဘာထူးလဲကျွန်တော်တို့တက်ဖွဲ့တွေကအစအနေပြန်တိုက်ရမယ့်ပုံစံဖြစ်နေနောက်တစ်ယောက်ကတော့ဒါဘုံမှုချုပ်တန့်တင်ဆိုးပေါ့နော်သူကတော့ဒါဟိုပုံးကျောင်းကအကျောင်းအောင်ကြီးအနေနဲ့ပြန်ပြီးတော့ခန့်ခိုင်းရတယ်သူဆိုရင်လည်းအခုဘာလုပ်နေလဲသူတို့စီမှာရှိတဲ့တင်နန်းသားတွေပေါ့နော်အခုဆိုရင်အဲ့တင်နန်းမှာသူကဒီတင်နန်းလာတက်ဖို့အတွက်ကိုပေါ့နော်တင်နန်းလာတက်ဖို့အတွက်ကိုခေါ်တဲ့နေရာတွေမှာသူကရေးဖြေတွေဘာတွေညာတွေသူကအဆင့်ဆင့်ဖြေရတာဟုတ်တိုင်းအဆင့်ဘာအဆင့်အဲ့လိုမျိုးခရိုင်အဆင့်အဲ့လိုမျိုးအဆင့်ဆင့်ဖြေရတယ်ဒါပေမဲ့သူကနေပြီးတော့အဆင့်အထိတစ်ခါတည်းအောင်ပေးလိုက်တယ်အခုဆိုရင်တိုင်းတွေဘာတွေကိုကြော်သွားတယ်ဘာဖြစ်လို့လဲသူတို့မှလိုအပ်ချက်တွေများလာအဲ့ကြတော့သူကဒီသူတင်နန်းသားမြန်ဖြစ်ဖို့အရေးကိုသူကအဆင့်တွေကြော်ပြီးတော့ဒါလက်ခံတာတွေရှိလာပြီပြီးတော့ကျတော့တင်နန်းတော်မပြီးသေးပဲနဲ့မြန်တင်နန်းဆင်းပေးပြီးတော့ပေါ့နော်ရှေ့တန်းနေရာတွေကိုပို့ပြီးတော့တိုက်ပွဲဝင်ခိုင်းတာတွေရှိလာပြီဒီလိုမျိုးကောင်မျိုးတွေကိုပြန်လှုပ်ပေးလိုက်တဲ့အခါမှာတော်လိုင်းတပ်ဖွဲ့တွေကိုဒုက္ခပေးမဲ့အလုပ်တွေကိုပဲပြန်ပြီးတော့လိုက်နာလှုပ်ဆောင်နေတာတွေတွေ့ရတယ်